ဒီနေ့ပြပြပေးခြင်းတဲ့မိကွန်းလေးကတော့မိဘနဲ့အတူနေထိုင်ပြီးမိဘကိုပြုစုဆောင်ရှောက်လို့ရှိရင်အခြားမောင်နှမတွေထက်အမွေကိုပုံမရနိုင်သလားဆိုတဲ့မိကွန်းလေးကိုဖြေကြားပေးချင်ပါတယ်ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေအနေနဲ့မြန်မာတလီထုံးတဲ့ဥပဒေအရမိဘနဲ့အတူနေထိုင်တဲ့သားသမီးဟာတခြားမောင်နှမတွေထက်အမွေကိုပုံမရရှိနိုင်ပါဘူး။မောင်နှမတွေအားလုံးဟာမြန်မာတလီထုံးတဲ့ဥပဒေအရအမွေကိုအညီအမျှရကြမှာပဲဖြစ်ပါတယ်။မိဘတွေအနေနဲ့လည်းအမွေရနေပြီးတော့သားသမီးတွေကိုပယ်ထုတ်လို့မရပါဘူး။ဒါပေမဲ့မိဘအမွေဆက်ခံခွင့်ကိုဆုံးရှုံးနိုင်တဲ့အကြောင်းရင်းတွေတော့ရှိပါတယ်။တခြားသူကိုမွေးစားဖို့ပေးလိုက်တဲ့သားသမီးဆိုရင်လည်းမိဘအမွေဆက်ခံခွင့်ကိုဆုံးရှုံးပါတယ်။မိဘနှစ်ဦးကွာရှင်းတဲ့အချိန်မှာမိဘတအုပ်နဲ့ပါသွားတဲ့သားသမီးဟာကြံတအုပ်ကိုသားသမီးတို့ရဲ့ဝတ္တရားအရာဝတ်ကြီးဝတ်ငယ်ပြုစုဆောက်ရှောက်တာမပြုလုပ်ခဲ့ဘူးသားသမီးတို့ရဲ့ဝတ္တရားပြတ်ကွက်ခဲ့တယ်ဆိုရင်လည်းမိဘအမွေဆက်ခံခွင့်ကိုဆုံးရှုံးနိုင်ပါတယ်မိဘကိုညှဉ်းပန်းနှိပ်စက်တဲ့သားသမီးတော်နှုတ်တရသားသမီးအဖြစ်ကြီးညာချင်းခံထားရတဲ့သားသမီးဆိုရင်လည်းမိဘအမွေဆက်ခံခွင့်ကိုဆုံးရှုံးနိုင်ပါတယ်ဒီအကြောင်းရင်းတွေမရှိဘဲနဲ့တော့မိဘအမွေကိုမောင်နှမတွေအားလုံးဟာအတလီထုံးတဲ့ဥပဒေအရအညီအမျှရကြမှာပဲဖြစ်တယ်လို့ဖြေကြားပေးလိုက်ရပါတယ်